အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ mechanical keyboard တွေလိုမျိုးစာရိုက်လိုက်ရင်အတန်ထွက်အောင်လုပ်လို့ရတဲ့ software လေးတစ်ခုကိုမိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့က browser တစ်ခုတည်းဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့က map file ဆိုပြီးရိုက်ချလိုက်ပါမယ်အဲ့ဒီမှာကျွန်တော်ဒီမဲ့ download ဆိုတာလေးတော့ဝင်ထပ်ပြီးဝင်လိုက်ပါမယ်ဒီကျွန်တော် Windows အတွက်တွေရှိမယ် Mac OS အတွက်ရှိမယ် Linux အတွက်ရှိပါမယ်ကျွန်တော်တို့က Windows အတွက်ဖြစ်တဲ့အတွက်အပေါ်ဆုံးဟာလေးကိုနှိပ်လိုက်မယ်ကျွန်တော်ကဒေါင်းမီသားဖြစ်တဲ့အတွက်ထပ်ပြီးတော့မထောင်းတော့ပါဘူးကျွန်တော်ဒေါင်းမီသားလေးကိုပဲ install လေးတင်လိုက်ပါမယ်အကောင်လေးကျွန်တော်ထောက်လိုက်ပါမယ် user အားလုံးအတွက်ဆိုရင်ကျွန်တော်တို့အပေါ်ကဟာကိုရွေးလိုက်ပါ only user ဆိုရင်တော့အောက်ကဟာကိုပဲရွေးလိုက်ပါပြီးရင်ကျွန်တော်တို့က next ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့က install ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါမယ်တခါလေးကျွန်တော် run လိုက်ပါမယ်ခင်ဗျဒီမှာကျွန်တော်တို့ကအောက်မှာကျွန်တော်အတန်ကျွန်တော်ကြိုက်တဲ့လောက်အတန်ထားလို့ရပါတယ်အပေါ်မှာတော့ကျွန်တော်ကြိုက်တဲ့အတန်မျိုးစုံရွေးပြီးတော့ထားလို့ရပါတယ်ဒီမှာကိုကြိုက်တာလေးကိုရွေးပြီးတော့ထားလို့ရပါတယ်ခင်ဗျကျွန်တော်အစမ်းရိုက်ပြပေးပါမယ်ဒီမှာပါကျွန်တော် mechanical keyboard လို့အတန်လေးထွက်လာပါပြီဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ